ကောင်လေးဟာငငယ်ကလေးကအချက်ပြုတ်ပညာမှာထူးချွန်တဲ့ပါရမီကိုပြသခဲ့ပါတယ်ဒါတစ်ချက်ခုတ်လိုက်တာနဲ့ငါးတစ်ကောင်လုံးစနစ်တကျအပိုင်းပြတ်သွားခဲ့ပါတယ်ပို့ပြီးမယုံနိုင်စရာကောင်းတာကတော့အဲ့ဒီငါးရိုးစုကိုငါးကန်နဲ့ပြန်ထည့်လိုက်တဲ့အခါမခုတ်ရသေးသလိုမျိုးပြန်လဲကူးခတ်နေတာပါပဲလူတိုင်းကသူကြီးလာရင်ထူးချွန်တဲ့စပုံမှုကြီးဖြစ်လာမယ်လို့ထင်ခဲ့ကြပေမဲ့သူဟာနောက်ဖို့ချောင်းမှာဆက်စွပ်ပြုတ်လုပ်တဲ့အလုပ်ပဲလုပ်ခဲ့ရပါတယ်ဒါပေမဲ့သူဤလက်ရကောင်းမှုကြောင့်အဲ့ဒီဆက်စွပ်ပြုတ်ဟာဟိုတယ်ရဲ့နမေကြီးဟင်းလျာဖြစ်လာခဲ့ပါတယ်လာစာထုတ်ရမှာတော့သူအလုပ်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ကျွန်တော်ဒီအလုပ်ဆက်မလုပ်တော့ပါဘူးစုံဝင်နှုံးကပေးထားတဲ့စပိုက်ရှယ်စရန်ငွေအရွက်1000ကိုပြန်ပေးပါမင်းအလုပ်ထွက်ချင်တာလားရပါတယ်မင်းမသာမင်းထွက်တာဆိုတော့စရန်ငွေအားလုံးကိုငါတို့သိမ်းလိုက်မယ်ခင်ဗျားတို့ဒီလောက်ထိအတိတ်ပဲမရှိလို့ရသလားကျွန်တော်စရန်ငွေကိုပါသိမ်းရတာလားငါသိမ်းချင်လို့သိမ်းတာမင်းတတိရှိရင်ဈေးကွက်ထိန်းသိမ်းရေးဌာနကိုသွားတိုင်လေကောင်းပြီဒါကိုငါမှတ်ထားမယ်စရန်ငွေသိမ်းထားလိုက်ပါဒါပေမဲ့နောက်မှမနောင်တရားနဲ့စကားတွေကျင်းမနေနဲ့ဆက်စွပ်ပြုတ်ပဲလှုပ်တတ်တဲ့ကောင်ဘာလုပ်နိုင်မလဲဆိုတာကြည့်ရသေးတာပေါ့မင်းနေရမင်းတီဆန်းထွက်သွားတာဝမ်းသာတယ်အဖိုးအမေအဖေကျွန်တော်တော့မကြလို့ညီမလေးပါအစင်းရဲခံနေရတာပါဒီနေ့ကစားပြီးကျွန်တော်တို့မိသားစုရဲ့ရှုပ်ဝက်ဆက်စွပ်ပြုတ်ဟင်းချက်နီးကိုထိန်းသိမ်းသွားပါမယ်ပိုက်ဆံရှာပြီးညီမလေးရဲ့ယောဂကိုကုသပေးမယ်ကျွန်တော်တို့ကိုအထင်သေးပြီးအနိုင်ကျင့်ခဲ့သူအားလုံးကိုနောင်တရစေရမယ်အဖိုးကအဆက်စွပ်ပြုတ်စိတ်လေးဖြစ်ဖို့အတွက်ဂျုံမုံကိုအထက်ထက်နေပေးရတယ်လို့ပြောဘူးတယ်အဲ့ဒါမှအကောင်းဆုံးအရသာကိုရရှိမှာဖြစ်ပါတယ်အကိုဘာချက်နေတာလဲတိတ်မွေးတာပဲညီမလေးအကိုလှုပ်ထားတဲ့ဆက်စွပ်ပြုတ်အရေးကိုမြည်ကြည့်ပါဦးတိတ်ကောင်းတာပဲတကယ်ကောင်းတာပဲတောက်လိုက်တာနဲ့ယောဂတစ်ဝက်လောက်တက်တာသွားတယ်လို့ပဲဒီဆက်စွပ်ပြုတ်အရေးဟာငါတို့မိသားစုရဲ့ရှုပ်ဝက်ဟင်းချက်နီးပဲငါမအောင်မြင်နိုင်ဘူးဆိုတာကိုမယုံဘူးအလိုလေးဘသူချက်နေတာလဲတိတ်မွေးတာပဲဟုတ်တယ်အသားပြုတ်ကြီးနက်လေးမွေးနေတာဒီနန်းကဘေးအိမ်ကဆင်းရဲတဲ့မောင်နှမနှစ်ယောက်ငားနေတဲ့အခန်းကလာတာထင်တယ်မင်းတို့ရဲ့အနောက်တိုင်းဟင်းဆန်းတွေကိုငါမစားချင်ပါဘူးလို့ပြောထားတယ်မဟုတ်လားငါပူပူဆက်ဆက်ဆက်စွပ်ပြုတ်ပန်းကန်ပဲလိုချင်တာစွပ်ပြုတ်ပမာလဲငါစွပ်ပြုတ်ပမာလဲအိုးဒါမစ္စတာဂျိုးမဟုတ်လားဘသူကခင်ဗျားကိုစိတ်တူအောင်လုပ်တာလဲအချိန်ကြိုက်ပဲငါအမြဲတောက်တဲ့ဆက်စွပ်ပြုတ်ပမာလဲမြ мян ယူလာပေးစမ်းမစ္စတာဂျိုးစွပ်ပြုတ်တောက်ချင်ရင်လွယ်ပါတယ်ကျွန်တော်တို့စီမှာတောင်ပေါ်ကရတဲ့အထူးအားရှိစေတဲ့ဂျင်းစင်အသေးရောက်ထားပါတယ်အာဟာရစွပ်ပြုတ်ကိုချက်ချင်းယူလာပေးပါမယ်ဟုတ်ပါတယ်မစ္စတာဂျိုးမြည်ကြည့်ပါဦးကျွန်တော်တို့နာမည်ကြီးစဖို့မှုကြီးကိုပိုက်ဆံအများကြီးပေးပြီးတီးတန့်ချက်ခိုင်းထားတာပါငါဆက်စွပ်ပြုတ်လို့ကျင်တယ်လို့ပြောနေတယ်လေရိုးရိုးစကားကိုမလဲဘူးလားဒီအမိုက်လိုဟာတွေနဲ့ငါ့ကိုလားလဲစားနေတာလားဒီဟိုတဲကဒီလိုပဲစီးပွားရေးလုပ်တာလားငါတို့အဖွဲ့ဝင်ကြီးပေးထားတာတဝက်ကအငွေ့တက်ကြောင်ဖြစ်ပြီးကြံတဝက်ကအဲ့ဒီစွပ်ပြုတ်ကြောင်ပဲမှန်တယ်ဒီလိုညံ့ပြင်းတဲ့အာဟာရစွပ်ပြုတ်ကိုဘသူကတောက်ချင်ပါလဲမစ္စတာဂျိုးအားလုံးပဲစိတ်လျှော့ကြပါဦးတကယ်တောင်းပန်ပါတယ်လက်တလောတော့အဲ့ဒီအဆက်စွပ်ပြုတ်ကိုမလုပ်ပေးနိုင်တော့ပါဘူးဘာလို့လဲအဲ့ဒီစွပ်ပြုတ်ကငန်လုံးဆက်လုံးပြီးအဆင့်တန်းမရှိလို့အဲ့ဒါချက်တဲ့လူကိုအလောက်ကထုတ်လိုက်ပါပြီဘာမင်းတို့ငတုံးနှစ်ကောင်ကအဲ့ဒီလိုလက်ရကောင်းတဲ့စဖို့မှုကိုအလောက်ကထုတ်လိုက်တာလားတောက်အဲ့ဒီစွပ်ပြုတ်အစ်ဆက်ဆက်ကြောင်ဒါမဟုတ်ရင်ဒီလိုညံ့ပြင်းတဲ့ဆိုင်ကိုငါလာမှာတော့မဟုတ်ဘူးကဲငါအခုပဲပြောလိုက်မယ်မနေ့ဖြန်မွန်းတဲ့ချိန်ထိအဆက်စွပ်ပြုတ်မရရင်ငါတို့အားလုံးအသက်ထက်ဆုံးအဖွဲ့ဝင်ကတ်တွေကိုဖျက်သိမ်းမယ်ဒါအဲ့ဒီလင်းချန်ရဲ့အပြစ်ပဲအဲ့ဒီကောင်လေးကိုငါလုံးဝအလို့မပေးဘူးဆရာခင်ဗျားရဲ့စွပ်ပြုတ်ကတိတ်ကောင်းတာပဲရုံးကလူတိုင်းကြိုက်လုံးလို့တောင်းကျမ်းနေကြပြီတရင်ဖြန့်ပေးလို့ကျေးဇူးပါပဲဒါပေါ့ခင်ဗျားစွပ်ပြုတ်ကတကယ်ကောင်းတာကိုဆရာကျွန်တော်သွားတော့မယ်နောက်မှပြန်ပြောကြတာပေါ့အိုးကထကြီးဆရာဝန်ကအနားယူဖို့ပြောထားတယ်လေကုမ္ပဏီကိုဘာလို့ပြန်လာတာလဲတနေ့လုံးစေးရုံကူတင်ပေါ်မှာလဲနေရင်ငါရိုးတွေကျိုးရဲကုန်တော့မယ်ဒါပေမဲ့ခင်ဗျားတနေ့လုံးဘာမှမစားရသေးဘူးလေမလိုပါဘူးငါမှအစားအသောက်ပျက်စီးတဲ့ယောဂဖြစ်နေတာနဲ့ချီနေပြီးတွေးသမျှအစားအစာအကုန်စားကြည့်ပေမဲ့ဘာမှမတိုးဘူးအိုးကထကြီးအဲ့ဒီလိုလုပ်လို့မရပါဘူးကျွန်တော်တို့စီးပွားရေးအုပ်စုဟာနိုင်ငံရဲ့ထိပ်တန်းဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီးပင်လယ်ရချားထိစီးပွားရေးတိုးချဲ့ထားတာပါဒီကုမ္ပဏီကြီးကဥက္ကဋ္ဌကြီးဦးဆောင်တာကိုစောင့်နေတာပါခင်ဗျားဘာမှဖြစ်လို့မဖြစ်ပါဘူးဘသူကစာပွဲမှာအစားစားနေတာလဲကုမ္ပဏီစည်းကမ်းကိုမတိဘူးလားစည်းကမ်းမရှိလိုက်တာတောင်းပန်ပါတယ်ဥက္ကဋ္ဌကြီးအခုပဲတင်လိုက်ပါမယ်ခန့်နေဦးအဲ့ဒါကိုငါနေနဲ့လောက်မြည်ကြည့်လို့ရမလားတိတ်မွေးတာပဲဥက္ကဋ္ဌကြီးဘာပြောလိုက်တာလဲဥက္ကဋ္ဌကြီးဒါလမ်းဘေးဆိုင်ကဝယ်လာတာပါမတန့်ရှင်းတယ်လို့အရသာလဲရှိချင်မှရှိမှာပါဒါအဲ့ဒီရတာပဲတကယ်ကိုဒီရတာအတိုင်းပဲအရသာရှိလိုက်တာတိတ်ကောင်းတာပဲဥက္ကဋ္ဌကြီးဟာနှစ်တိတိအစားတောက်ပျက်စီးတဲ့ယောဂပြင်းပြင်းထန်ထန်ခံစားခဲ့ရတာပါဘာမှစားလို့မရလို့အာဟာရကြီးတွင်းပြီးတောင်းခံထားရတာပါနိုင်ငံရဲ့အကောင်းဆုံးစဖို့မှုတွေကိုဖိတ်ခေါ်ပြီးနေလန်းပေါင်းစုံတုံးခဲ့ရမယ်အစားတောက်လုံးဝမဝင်ခဲ့ပါဘူးခနာကိုပါလဲကြတော့မလို့ဖြစ်နေချိန်မှာဒီဆက်စွပ်ပြုတ်ပန်းကန်ဟာဥက္ကဋ္ဌကြီးရဲ့အသက်ကိုကယ်လိုက်တာပါပဲနောက်ထပ်ရှိသေးလားငါထပ်စားချင်သေးတယ်ကျွန်တော်တပန်းကန်ပဲဝယ်လာတာပါဒါပေမဲ့အဲ့ဒီဆိုင်မှာကြံသေးမှာပါဒါဆိုမင်းတို့ဘာရက်လုပ်နေတာလဲတွားဝယ်ကြလေဘလောက်ပေးရဆိုင်တစ်ဆိုင်လုံးသိမ်းဝယ်လိုက်မဟုတ်ဘူးငါကိုယ်တိုင်တွားမယ်ဒီစွပ်ပြုတ်ချက်တဲ့သူကိုငါကိုယ်တိုင်တွေ့ရမယ်ဖြည်းဖြည်းသွားပါကြရင်နောက်လဲလာခဲ့ပါဦးအကိုဒီနေ့ငါတို့ပိုက်ဆံဘလောက်ရလဲခံမှန်းကြည့်ပါဦးမနေ့ကထက်နည်းနည်းပိုရတာဖြစ်မှာပါဒါပေါ့ဒီနေ့ငါတို့900ကျော်ရတယ်ညီမလေးရဲ့စေကူတာစရိတ်ကအနည်းဆုံးတောင်းကနန်းလောက်ကုန်မှမရဘူးငါဒီထက်မကပိုစူးစားရမယ်ဟေ့ကောင်လေးမင်းကိုနောက်ဆုံးတော့တွေ့ပြီးအားလုံးပဲလာကြည့်ကြပါဦးသူများတွေစီကဘာမှမဝယ်ကြနဲ့ဒီစိတ်ပုတ်တဲ့ကောင်ကစွပ်ပြုတ်ထဲမှာမတန့်ရှင်းတဲ့ဟာတွေထည့်ထားတာဟုတ်တယ်ငါတို့ဆိုင်ကအဝယ်တော်တွေသူ့စားစားပြီးဘိုင်းနာကြတယ်စွပ်ပြုတ်ထဲမတန့်ရှင်းတာတွေပါတာတေချာတယ်ဘိုက်ပြတ်သွားရင်ဘယ်သူမှတာဝန်ယူမှာမဟုတ်ဘူးဦးလေအတော်ကျွန်တော်ကိုဒီလိုဘာလို့ဆွဆွဲရတာလဲကျွန်တော်အကိုကအဲ့ဒီလိုလုံးဝမလုပ်ဘူးခင်များတို့ရဲလိုက်တာကျွန်တော်ကိုဒီလိုစော်ကားရဲတယ်ပေါ့ဒီနေ့ဒီဆိုင်စုပ်ကိုရိုက်ခွဲပြစ်မယ်အာရဲလိုက်စမ်းဒါအဲ့ဒီရတာပဲတိတ်မွေးတာပဲတကယ်ကိုမွေးကြိုင်လာကြည်လား